ဘုတ်ဆုံမအလုတ်ကနေအိမ်ပြန်ရောက်လာတဲ့အချိန်မှာတကားတော်ပေါ်မှာလက်လက်ဆက်ဆက်လက်ပွေရာတွေကိုတွေ့လိုက်တယ်။အစမှာတော့တိတ်မစင်စားပဲဖြစ်ပစ်လိုက်တယ်ဒါပေမဲ့ရေချိုးကန်းထဲဝင်မယ်ဆိုတဲ့အချိန်မှာတော့တခုခုမမှန်တာကိုသတိထားမိလာတယ်။အိမ်သာဆက်ကူတွေကတယောက်ယောက်တုံးထားသလိုကြမ်းတမ်းနေတဲ့အဲ့ဒီအချိန်မှာပဲတကားဝမှာ password ထည့်နေတဲ့အတန်ကိုကြားလိုက်ရတယ်ဘုတ်ဆုံမချက်ချင်းပဲအတန်မထွက်အောင်တိတ်တိတ်လေးပုံနေလိုက်တဲ့အပြင်ကလုံးဝတိတ်ဆိတ်သွားမှသာတကားနာကိုတွားကြည့်ရဲတယ်လို့မရှိပေမဲ့မြေပြင်ပေါ်မှာ secret တလိပ်ကျန်နေတဲ့ချက်ချင်းလုံခြုံရေးကိုခေါ်ပြီး CCTV စစ်ခိုင်းလိုက်တယ်ဒါပေမဲ့တာဂီပြောတာကတော့ CCTV ကင်မရာကပြက်နေတာကြာပြီလို့ပြောလို့လမ်းစာပြောက်သွားခဲ့တယ်အဲ့ဒီညတော့ဘုတ်ဆုံမလုံးဝအိမ်မရခဲ့ဘူးနောက်နေ့မှာတော့ဘုတ်ဆုံမကအေးပုံကိုအဖြစ်ပြက်တွေပြောပြလိုက်တယ်အေးပုံကစကားတခွန်းမပြောဘဲဘုတ်ဆုံမကိုသူ့အိမ်ခေါ်သွားတယ်ဒါပေမဲ့တန်လန့်ကာကိုဖွင့်လိုက်တဲ့အချိန်မှာပဲအိမ်ရှိဘက်ကအဆောက်အဦတစ်ခုကနေဘုတ်ဆုံမတို့ကိုတန်းတန်းမမတ်စိုက်ကြည့်နေတဲ့ယောက်ျားကြီးတစ်ယောက်ကိုမြင်လိုက်ရတဲ့အေးပုံတို့ကဒေါသထွက်ပြီးအဲ့ဒီအိမ်ကိုတကားသွားခောက်တယ်အဖိုးကိုတယောက်ထွက်လာတဲ့အေးပုံကငါတို့ကိုခိုးကြည့်နေတာလားလို့မေးလိုက်တယ်ဒါပေမဲ့အဖိုးကအေးအေးဆေးဆေးပဲတယောက်ယောက်ကသတင်းပေါက်ကနေခိုးကြည့်နေတာပါလို့ပြောတယ်သူညွှန်တဲ့ဘက်ကိုသွားကြည့်လိုက်တော့တကယ်ပဲဘုတ်ဆုံမတို့အိမ်ရှိတကားနားမှာလူတယောက်ထပ်ပေါ်လာတယ်ဘုတ်ဆုံမတို့ပြန်ပြေးလာတဲ့အချိန်မှာတော့သူကလုံးဝပျောက်သွားပြီးနောက်နေ့အလုပ်ကနေပြန်လာတဲ့အချိန်မှာတော့ဘုတ်ဆုံမရဲ့ boss ကအိမ်ပြန်လိုက်ပို့ပေးမယ်လို့ပြောတဲ့အပေါ်ထက်အထိလိုက်ပို့ခြင်းနေဆိုပေမဲ့ဘုတ်ဆုံမကညှင်းလိုက်တယ်ဒါပေမဲ့အိမ်ရောက်ပြီးအနားယူမယ်လို့တဲ့အချိန်မှာပဲတကားခောက်တန်ကြားလိုက်တယ်ချောင်းကြည့်လိုက်တော့ boss ဖြစ်နေတယ်သူကအိမ်မေးခဲ့လို့အဲ့လိုပြောတယ်ဒါပေမဲ့တခုကထူးဆန်းတယ်ဘုတ်ဆုံမအခန်းနံပါတ်ကိုသူ့ကိုတခါမှမပြောဘူးရေချိုးကန်းကိုတုံးပြီးတဲ့နောက်မှလည်းသူမပြန်သေးဘူးထိုင်ပြီးစကားပြောချင်တယ်လို့ပြောတယ်အဲ့ဒီအချိန်မှာဘုတ်ဆုံမစိတ်မအေးတော့ဘူးသူကတဖြည်းဖြည်းနီးလာတယ်ဘုတ်ဆုံမချက်ချင်းတကားဖွင့်ဖို့ပြင်လိုက်တယ်နောက်ဆုံးတော့ဒီနေ့ဘုတ်ဆုံမအိမ်ထဲဝင်လာခဲ့တဲ့သူကဘသူလဲသူ့ boss လားဘာလို့ဝင်လာရတာလဲဘာတွေဆက်ဖြစ်သွားကြမှာလဲ I am follow လုပ်ပေးပါအောင်ရှင်